ဖုန်းနဲ့ဂိမ်းဆော့တဲ့အခါဒါမှမဟုတ်ဗီဒီယိုအကြိုက်ကြည့်တဲ့အခါမှာဖုန်းပူလာတာကိုအမြန်ဆုံးပြန်အေးသွားအောင်လုပ်ပေးနိုင်တဲ့ဟိုကိုရဲ့ GM Niche First Go လေး Mobile Phone Collar လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။မြန်အေးတဲ့နည်းပညာပါဝင်တာမလို့တက်ဆန်လိုက်တာနဲ့ဖုန်းရဲ့အပူချိန်ကိုရှင်းရှင်းလျှော့ချပေးနိုင်ပါတယ်။ဂိမ်းဆော့ရင်ဖုန်းပူလို့ဖုန်းထစ်တာဖုန်း screen နဲ့မောက်သွားတာတွေကိုကာကွယ်ပေးပါတယ်။ Collar ရဲ့ဘေးနှစ်ဖက်ကိုဆက်ဆံပြီးဖုန်းရဲ့အလဲပုံကိုအပူဆုံးနေရာမှာညှက်လိုက်ပါ။ဖိုင်ခက်နဲ့ ABS Plastic အေးကူးမှုမြန်တဲ့အလူမီနီယံအလွိုင်းနဲ့ဖုန်းကိုမချိမြအောင်ကာကွယ်ပေးတဲ့ဆီလီကွန်နဲ့ပြုလုပ်ထားပါတယ်။ဘက်ထရီမပါဝင်လို့တိုက်စီကြိုးကိုအသုံးပြုပြီး power bank ဒါမှမဟုတ် adapter နဲ့ချိတ်ဆက်ရပါမယ်။ပေါဖွင့်ပြီးအပူချိန်ကို3ဆင့် adjustment လုပ်လို့ရပါတယ်။လက်ရှိအပူချိန်ကိုဖော်ပြပေးတဲ့ digital display လည်းပါပါတယ်။ hydraulic silent fan နဲ့ brushless motor ကိုသုံးထားရမလို့ပန်ကန်လေးတဲ့အတန်ကလည်းဆွေးနွေးမနေပါဘူး။အပူချိန်ကိုလည်း -3 degree centigrade ထိတောင်လျှော့ချပေးနိုင်ပါတယ်။4.5 လက်မကနေ9လက်မအထိရှိတဲ့ဖုန်းမျိုးစားအားလုံးမှာတက်ဆင်အသုံးပြုနိုင်ပါတယ်။ကဲရာသီဥတုလည်းပူလာပြီဆိုတော့ဂိမ်းမသမားတွေအတွက် mobile phone collar လေးကမရှိမဖြစ်ဆောင်ထားတဲ့နော်။